ဒီဘက်ကလူငယ်တွေကြားထဲမှာရေပန်းစားလာတဲ့ဒီ thrift clothing တွေဆိုတာတစ်ချိန်ကအရင်ခေတ်အစောပိုင်းတုန်းကပေါ့နော် fashion trend တစ်ခုအနေနဲ့ပေါ်ပေါက်ခဲ့တာမဟုတ်ဘူးဒီ thrift ဆိုတဲ့စကားလုံးမှာသူရဲ့အင်္ဂလိပ်စာတည်တဲ့အင်္ဂလိပ်လိုအဓိပ္ပာယ်တည်တံ့ရှိရပေါ့နော်ဒီ fashion လောကနဲ့ဘယ်လိုမှသက်ဆိုင်မနေဘူးဒါပေမဲ့အဲ့ဒီစကားလုံးရဲ့နောက်ကွယ်မှာပဲဘာမှမသက်ဆိုင်တဲ့အခြေအနေကနေfashion trend ဘက်ကိုကူးပြောင်းလာစေတဲ့ကျွန်တော်တို့မသိသေးတဲ့အကြောင်းအရာတွေအဖြစ်အပျက်တွေအများကြီးရှိပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော်ကအဲ့ဒီ thrift ဆိုတဲ့စကားလုံးရဲ့အင်္ဂလိပ်အဓိပ္ပာယ်နဲ့အတူတူ fashion trend ဘက်ကိုဘယ်လိုမျိုးကူးပြောင်းလာလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်thrift ဆိုတဲ့စကားလုံးကတော့အင်္ဂလိပ်လိုဆိုလို့ရှိရင်ချိုးချံထွေတာလို့အဓိပ္ပာယ်ရတယ်ဒီစကားလုံးရဲ့ original ကကြတော့ဒီold Norse ပေါ့နော်ဒီ Norway စကားကနေဆင်းသက်လာတာဖြစ်တယ်အဲ့ဒီ Norway စကားအရဆိုလို့ရှိရင်တော့ဒီစကားလုံးရဲ့အဓိပ္ပာယ်ကကြီးပွားချမ်းသာကြွယ်ဝတာလို့အဓိပ္ပာယ်ရတယ်ဆိုလို့ချင်တာကချိုးချံထွေတာမှကြီးပွားချမ်းသာမယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သူတို့ပြောဆိုခဲ့ကြတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီချိုးချံထွေတာလို့အဓိပ္ပာယ်ရတဲ့စကားလုံးကနေပေါ့နော်ဒီ thrift clothing ဘက်ကိုဘယ်လိုမျိုးကူးပြောင်းလာတာလဲ thrift အထည်တွေဘယ်လိုမျိုးပေါ်ပေါက်လာတာလဲ19ရာစုမတိုင်ခင်တုန်းကဆိုလို့ရှိရင်အထည်လိုက်လုပ်ငန်းတွေကအရန်ကိုမှနေပါတယ်ပေါ့နော်ပြီးလို့ရှိရင်အထည်လိုက်တွေကလည်းပြောရမယ်ဆိုလို့ရှိရင်ဈေးကြီးရကွာတာမန်လူတွေမဝယ်ဝတ်နိုင်ဘူးဆိုတော့သူတို့ဒီနိုင်ငံသားတွေအနေနဲ့အခက်တွေ့တာကဘာလဲဆိုလို့ရှိရင်အဝတ်စားတစ်ခုတစ်ထည်ပေါ့နော်ကုန်သွားပြီဆိုလို့ရှိရင်သူတို့ကအစ်စ်မဝယ်နိုင်ကြဘူးဘာလို့လဲဆိုတော့အဲ့ဒါအရန်ဈေးကြီးလို့ဆိုတော့သူတို့တွေကအဲ့ဒီအဝတ်စားတွေကိုပဲပြန်ဖာပြီးတော့ပြန်ချုပ်ပြီးတော့ဝတ်ကြရတယ်ပေါ့နော်9ရာစုနှောင်းပိုင်းလောက်ရောက်တဲ့အခါကျတော့အထည်လိုက်လုပ်ငန်းတွေကအရန်ကိုမှများပြားလာတယ်လူတွေကလည်းအဝတ်စားတွေအများကြီးဝယ်ဝတ်လာနိုင်ကြတယ်ဒီလိုအခြေအနေတွေမှာအဝတ်စားတွေကအများကြီးပိုချမ်းလာတယ်ကွာသူတို့ဝတ်ပြီးသားတွေကိုဆိုလို့ရှိရင်သူတို့စွန့်ပစ်တာမျိုးတွေအဲ့လိုချိရပေါ့နော်ဆိုတော့ဒီပိုချန်နေတဲ့အဝတ်အစားတွေကိုပရဟိတလုပ်တဲ့သူတွေအလှူဒန်းလုပ်တဲ့အဖွဲ့တွေကပြန်ပြီးတော့ဝယ်တယ်ဝယ်တာဆိုတာမျိုးတဲ့အလှူခံတာပေါ့နော်ဆိုတော့အဲ့ဒီအဝတ်အစားတွေကိုသူတို့လှူပြီးလို့အလှူခံလို့ရလာတဲ့အဝတ်အစားတွေကိုသူတို့ကပတ်စံနည်းနည်းလေးနဲ့ပြန်ရောင်းအဲ့လိုရောင်းတဲ့အခါမှာတိတ်ပြီးတော့အထက်အစ်စ်တွေကိုဝယ်မိုးနိုင်တဲ့သူတွေကကြတော့အဲ့ဒီအဝတ်အစားတွေကိုပြန်ဝယ်ကြတယ်ပေါ့နော်ဒီလိုနဲ့ပဲဒီ thrift shop တွေဆိုတာပေါ်ပေါက်လာတယ်ဆိုတော့အဲ့ဒီ thrift ဆိုင်မှာဝယ်တဲ့သူတွေကပတ်စံကိုအများကြီးမသုံးချင်ဘူးအဝတ်အစားနဲ့ပတ်သက်လာရဆိုလို့ရှိရင်ပတ်စံအများကြီးမသုံးချင်ဘူးချိုးချံထွေတာချင်တယ်ဆိုတဲ့သူတွေပဲသွားဝယ်ကြတာတွေများတယ်ပေါ့ဒီလိုနဲ့ thrift အထည်တွေပေါ်ပေါက်လာပြီးတဲ့နောက်မှာဒါပေါ်ပေါက်လာတယ်ပဲเนาะဒီလိုမျိုး fashion လောကထဲကိုမဝင်ရောက်လာသေးဘူး fashion လောကကိုဘယ်လိုမျိုးဝင်ရောက်လာတာလဲ1980လောက်မှာဆိုလို့ရှိရင်ဒီလူငယ်တွေကပေါ့နော်လူငယ်တွေရဲ့သဘောတဘာဝအသိတယ်မှာသူတို့ကအမြဲတမ်းတခုခုကိုကွာတစ်ဆန်တွေအများကြီးလှုပ်ချင်ကြတာတခုကိုတွန်းလှန်ချင်နေကြတာဆိုတော့စက်ရုံကထုတ်လိုက်တဲ့အဝတ်အစားအသစ်တွေကိုသူတို့ကဝယ်မဝတ်တော့ပဲနဲ့ဒီလိုမျိုး thrift shop တွေကိုသွားတယ်ပြီးလို့ရှိရင် vintage buy ပေါ့နော်အဲ့လိုမျိုးရတဲ့အင်ဂျီတွေကိုဝယ်တဲ့အင်ဂျီနည်းနည်းဟောင်းနှွမ်းနေတဲ့ခက်နှွမ်းပုံစံတွေကိုပဲသူတို့ကပို့ပြီးတော့ဝတ်ဆင်လာကြရပေါ့နော်1990လောက်ရောက်တဲ့အခါကျလို့ရှိရင်ဒီ Kurt Cobain လို့ခေါ်တဲ့အဆိုတော်တယောက်ပေါ့နော်သူကဒီ baggy jean တွေဝတ်တယ်ခက်နှွမ်းအဝတ်အစားတွေဝတ်ပြီးတော့ဖျော်ပြီးတယ်အဲ့ဒီခါကျတော့ဒီလူငယ်တွေကဒီလိုမျိုး thrift အထည်တွေဝတ်တာကပို့ပြီးတော့ cool ဖြစ်တယ်ဆိုတော့အထင်အမြင်နဲ့ပေါ့နော်သူတို့တွေဒီလူငယ်တွေကပေါ့ thrift ကို trend တစ်ခုလိုမျိုး fashion trend တစ်ခုလိုမျိုးသူတို့ကဝတ်ဆင်လာကြတယ်အခုခေတ်လူငယ်တွေကတော့ဒီပတ်စံချွေတာကျင်တယ်ဆိုတာထက်ပို့ပြီးတော့fashion ကြတယ်ပို့ပြီးတော့ mic တယ် cool ဖြစ်တယ်ဆိုတော့ရည်ရွယ်ချက်နဲ့သူတို့တွေဝတ်ကြတာပေါ့နော်ပြီးတော့ဒီ thrift ကိုဝတ်တဲ့ဟာကဒီ fashion ကြတာအပြင်သူတို့တခြားသောရည်ရွယ်ချက်တွေလည်းရှိတယ်ပေါ့နော်အဲ့ဒါဘယ်လိုလဲဆိုတော့ဒီကွာလူတွေကအဝတ်စားအသစ်တွေကိုအများတန်းအများကြီးဝယ်လာကြတဲ့အခါကျတော့စက်ရုံကအများကြီးထုတ်လို့ရတယ်စဉ်းစားကြည့်ကွာတစ်ကမ္ဘာလုံးကလူတွေဝတ်ဖို့အတွက်အဝတ်စားတွေအများကြီးထုတ်ရတယ်ပေါ့နော်ဆိုတော့အဲ့ဒီလိုမျိုးထုတ်တဲ့အခါကျတော့ဒီပတ်ဝန်းကျင်ညဉ့်ညံ့မှုဖြစ်စေတယ်စက်ရုံကအများကြီးထုတ်ရတဲ့အခါကျတော့ဆိုကြိုးအနေနဲ့ပတ်ဝန်းကျင်ကိုထိခိုက်တယ်ပေါ့နော်ဆိုတော့ပတ်ဝန်းကျင်ကိုထိမ့်သိမ်းတဲ့အနေနဲ့လည်း thrift တွေဝတ်တာကိုသူတို့ကပို့ပြီးတော့အားပေးတဲ့ပုံစံမျိုးနဲ့ပေါ့နော်ပတ်ဝန်းကျင်ကိုထိမ့်သိမ်းတဲ့ပုံစံမျိုးနဲ့ဝတ်ဆင်ကြတာလည်းရှိတယ်ပေါ့ဆိုတော့အချင်းချုပ်အနေနဲ့ပြန်ပြီးပြောရမယ်ဆိုလို့ရှိရင် thrift ဆိုတဲ့စကားလုံးကအင်္ဂလိပ်လိုဆိုလို့ရှိရင်သူကချိုးချံထွေတာပတ်စံထွေတာပေါ့ကစီးနေတာလို့လည်းပြောလို့မရဘူးသူကပတ်စံထွေတာလို့ပဲအတိတ်ပဲရတယ်သူက positive အမြင်နဲ့သုံးတယ်ပေါ့နော်ဒီစကားလုံးကိုတော့အခုကြည့်နေတဲ့သူတွေထဲမှာရော thrift clothing ကိုကြိုက်တဲ့သူရှိလားတကယ်လို့ကြိုက်တယ်ဆိုလို့ရှိရင်ကိုနောက်ဆုံးဝယ်ခဲ့တဲ့ thrift item လေးကဘာလေးဖြစ်မလဲဆိုတာကို comment မှာမှန်းခဲ့လို့ရပါတယ်ပြီးတော့ထပ်ပြီးတော့ဒီလိုမျိုးစကားလုံးအစမ်းတွေသိကျင်တယ်ဆိုလို့ရှိရင် comment မှာမှန်းခဲ့ပေးပါကျွန်တော်ဗီဒီယိုလေးလုပ်ပြီးတော့ပြန်တင်ပေးပါမယ်ဆိုတော့နောက်နေ့တွေမှာပြန်လည်တွေ့ဆုံပါမယ် bye bye